ချစ်ဖို့တို့ရေနောင်ကြီး channel မှာကြိုဆိုပါတယ်နောင်ကြီး boat samurai channel မှာကြိုဆိုပါတယ်အစင်ပြည်တယ်လို့အလင်းတင်တယ်လို့တင်ပြပေးသွားမယ်ရသဝတ္ထုတို့တွေစောင်းမားတွေဘာသာမြန်ဝတ္ထုတို့တွေစုံတော့ဝတ္ထုတို့တွေကောင်းတို့ရရလေးတွေတသနာတွေကိုဒီ channel ကနေမှတင်ပြပေးတော့မှာဖြစ်ပါတယ်ခုပထမဦးဆုံးတစ်ပုတ်အနေနဲ့စာစဉ်1အနေနဲ့ဆရာမကြီးနုနုရင်အင်းဝရေးသားခဲ့တဲ့ထမိန်လေးတစ်ထည်နဲ့အခြားဝတ္ထုတို့များဝတ္ထုတို့ပေါင်းချုပ်အမှတ်1ထဲကရိုးပြညင်မေဝဲမြေစေတော်ဆိုတဲ့ယတဝတ္ထုတို့ကောင်းတဲ့တစ်ပုတ်ကိုဖတ်ပြပါမယ်ဝတ္ထုတို့ရဲ့နာမည်ကရိုးပြမြေဝဲမြေစေတော်ရေးသားသူကလူပွားလူစရိုက်တွေကိုထဲထဲဝင်ဝင်နဲ့နဲ့ဆိုင်ဆိုင်ကိုယ်တိုင်ကိုကြဝင်ပြီးမှခံစားပြီးမှလက်တွေ့ကွင်းဆင်းပြီးမှရေးသားတဲ့စာရေးဆရာမကြီးနုနုရင်အင်းဝရဲ့ယတဝတ္ထုတို့ကောင်းတစ်ပုတ်ဖြစ်တဲ့ရိုးပြမြေဝဲမြေစေတော်ဆိုတဲ့ဝတ္ထုတို့လေးတစ်ပုတ်ကိုချစ်ဖို့တို့အားလက်ချိန်လေးမှာနားဆင်ခံစားကြည့်ကြပါဦးစိတ်မြသောတည့်ရွယ်များကြမှာမြို့ဘက်ယထာဖြတ်တန်းသွားသည်ကိုလှမ်းမြင်ရ၏ယထာလမ်းဘေးတစ်ဖက်ရှိပေါက်ပင်များတွင်လိမ္မောင်ရောင်ပေါက်ပွင့်များပင်လုံးကျုံမြလှပစွာဖူးပွင့်နေကြသည်အေးဒီကကစွန်းရွယ်အဘနိုင်၏အော်တန်သည်ကြည်လင်စွာထွက်ပေါ်လာ၏အော်တန်အဆုံးတွင်တန်ရှည်ဆွဲသွားပုံကတမူထူကြသည်ထူကြရပေမပေါ့တချင်းမောင်းမြောက်များစွာကိုအရှိုက်အဟဲအမျိုးမျိုးဖြင့်တေဆိုခဲ့သောပါဇက်ဆိုတော့အကျင့်ကဖြစ်နေပြီအဘလိုင်အတန်ကိုတစ်ချိန်ကနေဝင်ချိုခဲ့ကြသောပရိသတ်တချို့တလေဆိုရင်ဖြင့်ရုပ်သေးမင်းသားစပယ်လိုင်း၏အတန်ဟုချက်ချင်းမှတ်မိကြပေလိမ့်မည်သို့သောအကွက်မပေါ်တော့သောလုံကြီးအနွမ်းခြေအထက်ထက်နှင့်အင်ကြီးကိုပြဲကြီးကိုဝစ်ခါကစုံရွက်အထမ်းကြီးကိုထမ်းထားသောမဲညစ်ညစ်အဖိုးအိုကိုဟိုးတစ်ချိန်လုံးကထောင်ရင်ပြုံးနေတတ်သောလူပုံချောနှံ့နဲ့ရုပ်သေးမင်းသားစပယ်လိုက်ပါဟုပြောလျင်တော့မိသူကားမျှယုံလိမ့်မည်မဟုတ်ပါတာယာချုံများသောအတန်ဖြင့်တချင်းတစ်ပုတ်ကိုဆိုလိုက်ပြီးလားဆိုမှဖြင့်ပွဲခင်တစ်ခင်လုံးတုတ်တုံမှမလုံးငြိမ်ကြစေခဲ့သောစပယ်လိုက်စပယ်လိုက်မှစပယ်လိုက်တလိုင်တည်းလှိုင်ခဲ့ကြသောခစ်သည်ဝေးစွာကြံ့ရစ်ခဲ့လေပြီအဘလိုင်သည်မဲညင်ကြမ်းထွန်နေသောလက်များဖြင့်တဘိုးကိုတင်းကျပ်စွာဆုပ်မိသည်နေဘူးမရှောင်မိုးရွာမရှောင်ကစွန်းရွက်ရောင်းရသည့်တန်ကြောင့်အဘလိုင်မျက်လုံးတွေကမှုန်လာပြီအေးလေရုပ်သေးခစ်တစ်ခစ်ကိုစောင့်ရင်းသမီးနှင့်သမက်ကိုတထားစေရန်တစ်ဖက်ကကစွန်းရွက်ရောင်းခဲ့ရသည်မှာကြာပဲကြာလာပေါ့လိမ္မော်ရောင်ပေါက်ပွင့်များကိုမြင်ရတော့လွန်ခဲ့သောနှစ်30ကျော်ကရုပ်သေးစင်မော်တွင်တဘိုးရဲပေါက်လဲရတဲ့ငုံစီဖူးတံကချီဟူသောရာသီဘွဲ့ကိုအာဘတရဆိုခဲ့ရသည်ကိုအဘလိုင်အမှတ်ရ၏ကိုတော့ဖရဆိုသောလက်ဆွဲ၏အတန်ကိုကြားရောင်၏နူးညံ့ပြောင်းလဲသောလက်နှစ်ဖက်ဖြင့်မင်းသက်ရုပ်ကလေးကိုကျွမ်းကျင်စွာလှပစွာကပြနေချိန်တွင်စပယ်လိုင်ပဲနုရောင်ခေါင်းပေါင်းသည်လေဝတလွတ်လွင့်နှင့်အထင်ကြီးအားကိုးစွာငင်းမောကြည့်နေတတ်သောဇနီးသည်မရွှေမြင့်ကလည်းရေဘူးရေချမ်းကမ်းလန်းရန်ဘေးနားတွင်အရန်သိမင်းသားအလက်မရောက်ခင်မရွှေမြင့်တူးတရချုပ်ပေးထားသောလဲထိုင်ဖုံးလေးမှာထိုင်၍စောင့်နေသည်မှာလဲတက်တော့တက်တာရှိလိုက်၏အော်လင့်ပါရမီကိုအဖက်ဖက်မှဖြစ်ခဲ့သောမရွှေမြင့်တယောက်အခုတော့အိယာပေါ်မှာနာရာရှိယောဂတဲ့ဘဝနှင့်လဲခဲ့ပြီ
ငွေထားသောသားသမီး6ယောက်ကလည်းတယောက်တလေမျှအမှုပညာသွေးမပါခဲ့ကြအဘခြေရောက်ကိုနင်းမြင့်သူဆို၍တယောက်မျှမပါခဲ့ကြတာပဲပြန်ရအလုပ်များစွာဖြင့်တပွဲတပြားစီအဆိုးဆုံးကအဘပညာကိုနည်းနည်းမှအထင်မကြီးကြခြင်းပင်သည်။အော်သင်တို့မှာပါရမီမပလို့ပဲဟုအဘဖြေသိမ့်ခဲ့ပေမဲ့သားသမီးများ၏အဖေကလည်းဇတ်တန်ကြီးနဲ့စကားမပြောစမ်းပါနဲ့အဖေတခါကရုပ်သေးကတယ်ဆိုတာရှောက်ရှောက်ပြောမနေနဲ့ဟုသောအတန်များကိုကြားလင်တော့အဘရင်နာရပေသည်။သင်တို့ရဲ့အမေမရွှေမြင်ကတော့သူတို့နှကောင်းရှုံသောဇတ်တန်ကိုယူရစွာမွေးမြူပေးခဲ့သည်။သင်တို့ငယ်ငယ်တွင်ရုပ်သေးခေတ်တင်ကောစာပြုပြီးမှုအဘနှင့်ဖွားရွှေမြင်တို့အလုံးမျိုးစုံလုပ်ခါရှာဖွေကျွေးမွေးခဲ့ရသည်ပင်ပန်းဆင်းရဲခဲ့ရသည်အခုတော့လဲသမီးနှင့်သမက်တို့၏အညိုညင်ခံလျက်ပင်ပန်းဆင်းရဲစွာဖြင့်အဘရုန်းကန်ရတော့အထင်သေးစော်ကားသောစကားများကိုကြားနေရတော့မင်းအဘတပြင်းတစ်ချက်ကိုချားရင်တဘိုးကိုပခုံးပြောင်းသည်ကစွန်းရွက်3-4စီးကနွမ်းဖတ်ဖတ်နှင့်ကြံနေသေးသည်အဘကသူ့သမီးများပြောလေရှိသောဇတ်တန်နှင့်အော်ပြန်သည်အေးဒီကစွန်းရွက်နွေဦးသည်ပူလောင်အိုက်ဆက်နေ၏ကြမ်းကြဲကြဲများကြားမှချင်းများအဆုပ်လိုက်ဝင်လာကြ၏အဘကချင်းများကိုပစိုးစုပ်တစ်ထဲနှင့်ရန်ရင်ဝါရွှေမြည်ခြေသလုံးပိန်ပိန်ကလေးများကိုအသာဆုပ်ပေးနေ၏အင်းအရင်ကဆိုရင်အဘအလက်ကာပြီးပင်ဆိုမှဖြင့်ကိုရင်ညောင်းနေမှာပေါ့ဟုဆိုကာအိတ်မပြောမချင်းနှိမ့်နယ်ပေးတတ်သောမတ်ရွှေမြင်အခုတော့အဘအလှဲ့ပေါ့သမီးဖြစ်သူကတော့ဗိုက်ကြီးတကားကားနဲ့အိတ်ပေပြီဟက်ကောင်မသိနေပြီများဟေ့ဟက်ကောင်မသိနေပြီလားတဲ့ရှင်မသမက်လို့သူ၏အတန်ကြောင့်အဘမိခွက်ကိုယူ၍ကြပြားကြရဆင်းခဲ့၏သူ့သမက်တယောက်တည်းမဟုတ်ချေစိုက်ကားပေါ်တွင်လူစိမ်းတဦးကထိုင်လျက်သမက်လို့သူကအရက်နံတစ်ထောင်းထောင်းနှင့်အဘနာကတ်လာ၏ဒီမှာဖိုးကြီးခမည်းတယူတရလုံနေတဲ့ဟိုမင်းတရုတ်ကိုယူခဲ့စမ်းဒီမဲဒီကိုကဝင်မလို့တဲ့သိလားအလိုဖယားအဘဖယားတမိသွား၏ဖွားရွှေမြေမှိတ်နေသောမေလုံးကလေးများပွင့်လာကြ၏ကိုရင်မယောင်းနဲ့ဟူသောအတန်တိုးတိုးလေးကိုကြားရ၏အဘ၏ကိုပွားမင်းတရုတ်ကလေးစပယ်လိုက်သေသည်အထိမခွဲမခွာယူမိဟုသောအမျက်နှိုးဆုံးပစ္စည်းလေးအဘအသေးသာခံပြီးဘယ်တော့မှမယောင်းနိုင်ဘာကြောင့်နေတာလဲဗျအသုံးမကျတဲ့အယုတ်ကိုဝယ်မယ်ဆိုလို့အန်အော့နေသလား900တော့ပေးမယ်တဲ့900ဗျ900သမက်ကလက်ငါးချောင်းကိုဖြောင်းထောင်ပြရင်းမူးမူးနဲ့အော်နေ၏စိုက်ကားပေါ်ကလူစိမ်းကဟုတ်တယ်အဘ900ပေးပါမယ်နိုင်ငံသားတွေကိုရောင်းဖို့ဟုဝင်ပြောပြန်၏အဘ၏နှလုံးသဲပွက်ကိုစုပ်ချေခြင်းခံနေရပြီဝါရွှေမြင်ဘေးနားမှမင်းသက်ရုပ်ကလေးထည့်ထားသောတကောက်ဖားကိုအဘရင်မှာပွေးရင်းနာကြီးစွာပြန်អော်၏မယောင်းဘူးဘယ်လောက်ပေးမယောင်းဘူးအဘအော်တန်ကြောင့်သမီးဖြစ်သူကပြူတူပြဲတဲ့နဲ့ထလာ၏အဖေယူနေသလားယင်ငွေ900ဆိုတာနဲလားစိုက်ကားပြင်လို့ရတယ်အမေစေးကူလို့လည်းရတယ်နားလေလားပိတ်လိုက်စမ်းပါဒီအယုတ်ကိုလှမ်းလာသောသမီးဖြစ်သူ၏လက်ကိုအဘပုတ်ချပြစ်လိုက်သည်ကျုပ်စေးမကူခြင်းဘူးဒီရုပ်ကိုမပေးနဲ့ဟူသောဖွားရွှေမိအတန်တုံတုံလေးကိုအဘဝမ်းနဲ့ပက်လက်ကြီးရင်သမီးနဲ့အမေကိုမသနာဘူးလားအဖေကိုတတ်ရှင်တတ်ကွာအယုတ်ကလေးကိုမပေးရစေနဲ့ဟုတောင်းပန်သောအဘအတန်ကရှိုက်တန်ပါလာသည်ကဲပါဗျာဒီလောက်မှမယောင်းကျင်တာစုံလုံးမနေပါနဲ့တချမ်းမှသွားရှာမယ်လူစိမ်းကဝင်ပြောသဖြင့်ရှေ့တိုးလာသည့်သမက်၏ခြေလမ်းများတန်သွားလေသည်ဖယားတကူတော်ပေပဲကျေးဇူးကြီးလာပါတယ်မောင်မင်းကြီးသားရဲ့မြန်သွားပါတော့သမက်ဖြစ်သူကမကြောက်ဝင်မနာသာစကလုံးများနဲ့ရေယူရင်းလူစိမ်းနှင့်အတူထွက်ခွာသွားသည်သမီးဖြစ်သူ၏ခြေတံကတဲပြိုမတက်ပြင်းထန်နေပေသည်မျက်ရည်များပြည့်လျက်နေသောမျက်လုံးစုံဖြင့်ဖွာရွှေမြင်က
အဘကိုစိုးရင်တကြီးကြည်နေလေသည်အဘရင်နှစ်ရပြန်ပြီမဲရွှေမြင့်ရဲ့ညီခုတက်ထိငါအပေါ်မှာပါရမီဖြစ်နိုင်တော့မှာပဲလားထိုညကတကောက်ဖာလေးကိုထထဆန်းရင်အဘတညာလုံးအိတ်မပြောခဲ့ပြီမင်းသားရုပ်ကလေးစပယ်လိုင်းဤမျက်နာပြုံးပြုံးလေးမှာအသက်ဝင်လာသည်မင်းသားချိတ်ပစိုးအဝါရောင်အယောင်မိန်စားပြုနေတော့လေမင်းသားရုပ်ကလေးနဲ့လိုက်ဖက်နေတော့မင်းခေါင်းပေါင်းမှရွှေချင်းငွေကြီးလေးများကတလက်လက်တောက်ပနေသေးသည်မင်းသားရုပ်ကလေးကိုငေးကြည့်နေကြသောအဖိုးအိုနှင့်အဖွားအိုတို့၏မျက်လုံးများမှာကအနုပညာချစ်သည့်စိတ်ဖြင့်နှုတ်ပြိုးရွှွန့်လက်နေကြပေသည်ကျိုးလေးများကိုအသာယာကင်တွယ်လိုက်ချိန်တွင်အနုပညာပိုးသည်ကျိုးလေးများမှာတဆင့်အဘလက်ဖြားစီသို့စီးဝင်လာပေပြီအဘ၏ကြမ်းတမ်းသောလက်များကကျွမ်းကျင်းစွာလှုပ်ရှားစပြုသည်တူပြိုင်ကူလိုက်စကားသစ္စာတိုင်တန်သာလီကန်းတိုင်တူပြိုင်ကူမေစုတူငယ်ပန့်ရွယ်သွန်းချစ်လို့ရတဲ့မကုံဝတ်သုံးဤမီတိကြားစေသက်တည်ညွန်အိယာပေါ်မှကြည့်နေသောဖွားရွှေမြင်ဤမွဲသည်သောမျက်လုံးကလေးများတောက်ပလာကြသည်ကိုအဘလိုင်မြင်ရ၏အော်အနုပညာကိုချစ်သည့်မတ်ရွှေမြင်ခုဒီလဲသူ့မှာမရိုးနိုင်ရှာသေးပါကလားသမက်နဲ့သမီးမရှိသောအချိန်များတွင်အဘလိုင်ကိုကပြခိုင်းမြဲကပြတိုင်းလဲဒီလိုပင်ဖွားရွှေမြင်ဤမျက်လုံးကလေးများကရွှင်လန်းတောက်ပလာစမြဲပင်ဒါပေမဲ့ရဲရဲလေးသာရှိတော့သောဖားရွှေမြင်ကိုကြည့်၍ဒီအကျိန်ကဖွားရွှေမြင်ကိုနောက်ဆုံးကပြရခြင်းပေလားဟုတွေးကအဘလိုင်ရင်နှင်းရ၏အော်တချင်းတစ်ပုတ်တောင်စုံအောင်မဆိုတတ်ပင်မဲ့အနုပညာဝါသနာကြီးလာသည့်မတ်ရွှေမြင်လွန်ခဲ့သည့်နှစ်ပေါင်း30ကျော်ခန့်ကခေတ်စားခဲ့သည့်ရုပ်သေးပွဲမှန်သမျှထီကနေဆိုမတ်ရွှေမြင်တို့ရှေ့ကရောက်ခဲ့၏ညာဦးကလှပစွာပန်ဆင်ထားသောပြောင်းမှုပွင့်လျော်ပန်းကုန်းကိုတပွင့်စီဖြုတ်ကာစားရင်ပတ်စာခွာဖျားသိမ့်တဲ့အထိကြည်ရင်မင်းသားကြီးဦးစပယ်ကြိုင်တီထောင်ထားသောရုပ်သေးအဖွဲ့မှမင်းသားလေးစပယ်လိုင်ကိုဆွဲလန်းခဲ့၏ထို့နောက်တွင်ကအညာမျိုးလေးဤမျက်နှာဖုံးမတ်ရွှေမြင်ဤမိဘများအလူဒါနပြူတိုင်းစပယ်လိုင်တို့ရုပ်သေးအဖွဲ့မှကခဲ့ရ၏အတန်ကောင်းဝင်မကလူပုံချောသောကိုးစပယ်လိုင်နှင့်မေတ္တာမျှခဲ့ကြပြီးမတ်ရွှေမြင်တို့၏တခုဒီသောအလှပွဲတွင်ကိုးစပယ်လိုင်နောက်ကိုကောက်ကောက်ပါအောင်လိုက်ခဲ့၏အညာမအောက်ပြေအောက်ရွာများသို့ပြေးခဲ့ပြီးတခြားရုပ်သေးဇက်တစ်ဇက်တွင်ကိုးစပယ်လိုင်ကိုဝင်ကစေကမတ်ရွှေမြင်ကနောက်ပိုင်းမှာပါရမီဖြစ်ခဲ့၏ရုပ်သေးခေတ်တစ်ခေတ်တိမ်ကောစပြုချိန်တွင်လည်းရရအလုတ်ကိုလုံရင်းကိုးစပယ်လိုင်ကိုအားပေးကသားသမီးများနှင့်ရုန်းကန်ခဲ့ရသည်သားသမီးများအရွယ်ရောက်စပြုချိန်တွင်တော့တထေးသမီးမတ်ရွှေမြင်တယောက်ပင်မန်းသည့်ဒဏ်ဖြင့်အိပ်ရာထဲလဲခဲ့သည်မှာယနေ့ထိပင်အဘသချင်းအဆုံးတွင်ကိုရင်အတန်ကကောင်းနေသေးတာပဲဟူသောကပြပြည်တိုင်းပြောမြဲစကားကိုအဖလိုင်ကြားရ၏အဘလက်ထက်မှမင်းသားရုပ်ကလေး၏ပစိုးဖျားလေးကိုဖွားရွှေမြင်၏ပိန်လီသောလက်ချောင်းကလေးများကအရင်ကလိုပင်တယူတရပုတ်သက်ပေးနေရင်ကိုရင်ကျုပ်နေနည်းနည်းလေးနေကောင်းရင်အညာကိုပြန်ကြမယ်နော်အဘကခေါင်းကိုတဆက်ဆက်ညှိမ့်ပြသည်ဖွားရွှေမြင်ကတိုးတိတ်သောအသံနှင့်ဆက်ပြောပြန်သည်ကျုပ်လေဒီမှာမသေးခြင်းဘူးအညာမှာပဲသေခြင်းနဲ့ကိုရင်ရဲ့ကျုပ်သေးရင်လေအညာထုံးစံနဲ့အတုပချပါနော်အဲ့ရတဲ့လဲသည့်အချိန်မှစ၍ပြောသောစကားကိုအဘရင်နာစွာကြားရပြန်ပါပြီဖွားရွှေမြင်ပြောသောအညာထုံးစံမှာအတုပချသောအခါလွမ်းစွတ်ကြေကွဲပွဲကောင်းသောအတုပရှုတခြင်းကိုဆိုကာတီး၍ချခြင်းပင်ဖြစ်ပါသည်အတုပတခြင်းအတုပရှုတခြင်းအဆိုတော်အတုပချရာတွင်တီးသည့်ဆိုင်းဟူ၍တတ်သက်ရှိပါ၏တက်နိုင်သူများကရှေ့ဆိုင်နောက်ဆိုင်နှင့်ချကြ၏အညာသူအနုပညာဝါသနာရှင်ကြီးဖွားရွှေမြင်ကတော့သူသေးလျင်တောင်းမှစိုက်နှင့်ဝိုင်းနှင့်သေခြင်းရှာ၏ဒါပေမဲ့အဘအဖွားရွှေမြင်ကိုမသေးစေခြင်းသေးပါသူပတ်စံရှိလျင်ဖွားရွှေမြင်ကိုနေကောင်းအောင်စိတ်ကူးပြီးနှစ်ယောက်အတူတူတွဲကရုပ်သေးခစ်တစ်ခစ်ကိုပြန်လဲထူထောင်ခြင်းပါသေးသည်ပြန်လဲစမ်းသစ်လာမိ
ရုပ်သေးတစ်ခစ်ကိုအဘမျောလင့်ကျင်ပါသေးသည်အဘလိုင်းလက်ထဲမှဘွားရွှေမြင့်၏လက်ပိန်ပိန်လေးများမှာအေးဆက်ဆပြူလာကြပေပြီဘွားရွှေမြင့်သည်အသက်ကိုပင်ပန်းစွာရှူရင်းမိမ့်မိန်သောမျက်လုံးလေးများကိုကြိုးစားဖွင့်နေရှာသည်ဖယားမဲရွှေမြင့်ရဲ့နောက်ဆုံးအခြေရောက်ပြီးထင်ပါရဲ့အဘလိုင်းဘာလုပ်ရမည်နည်းဆရာဝန်ပြစ်ခေါ်မှထင်ပါရဲ့မဖြစ်နိုင်ပါအဘလိုင်းမျက်မှန်လှုပ်ရန်ဆူထားသောကြက်တံဆယ်ရွက်ကိုတင်းကျပ်စွာဆုပ်ထားရင်းခေါင်းကိုရမ်းမိသည်အဘလိုင်းတက်နိုင်သည့်အလုပ်ကိုပဲလုပ်ရပေမည်အဘလိုင်းသည်ဖွားရွှေမြင့်၏မျက်နှာအနီးတွင်ဖျားစာကိုဖြည်းညင်းစွာဆရွတ်သည်ငြိမ်သက်စွာနားထောင်နေသောဘွားရွှေမြင့်ကိုကြည်ရင်အဘလိုင်းမျက်ရည်ဝဲစာပြုပြီးဘွားရွှေမြင့်ကပါဇက်လေးကိုမသိမသာလုံးရင်းစကားပြောရန်အားယူသည်ကိုရင်ကျုပ်သေးရင်အညာလိုအတူပချပါနော်ဘွားရွှေမြင့်အတန်တူတူလေးကြောင့်အဘလိုင်းရင်နာရပြန်ပါပြီစိတ်ချပါမဲရွှေမြင့်ရဲ့စိတ်ချအဘလိုင်းကအထက်ထက်ခေါင်းငိမ့်တော့မှစိတ်ချသွားလင်းဟန်းနှင့်ဘွားရွှေမြင့်မျက်လုံးကလေးများညင်သာစွာမှိတ်သွားကြသည်ထာရမှိတ်သွားခြင်းပေသည်အဘလိုင်းတချင်းဆူနေစဉ်ရေဇက်ခွက်ကလေးကိုအသင့်ကိုင်းရင်ပြုံးကြည့်နေတတ်သောမရွှေမြင့်အဘလိုင်းတချင်းဆူနေစဉ်ရေခွက်ကလေးကိုကိုင်ရင်ပြုံးကြည့်နေတတ်သောမရွှေမြင့်ဆောင်းရာသီပွဲညများတွင်အေးမီပြီးအတန်ဝင်မီဆိုး၍တညာလုံးဂရုတစိုက်စောင်းခြုံပေးနေသောမရွှေမြင့်ဈေးတောင်ကောင်းရွက်ခါထွေသန်းရွှဲရွှဲနှင့်ပင်ပန်းနေသောမရွှေမြင့်၏ရုပ်ပုံလွှာအားလုံးကိုမြင်ရောင်လာရင်းအဘလိုင်း၏မျက်ရည်များကတပေါက်ပေါက်ကျလာကြပေသည်မရွှေမြင့်ရဲ့ညီဟာရှာမရှားတဲ့မိန်းမညီငါကိုအမျိုးမျိုးပါရမီဖြည့်ခဲ့တယ်ညီစိတ်ချမ်းသာအောင်ညီရဲ့နောက်ဆုံးဆန္ဒကိုကျုပ်ဘယ်လိုဖြည့်ရပါမလဲအညာလိုအတူပါချပါတဲ့အညာလိုဒီရန်ကုန်တွင်အညာလိုဘယ်လိုလုပ်ပြီးအတူပါချရပါဘေးနားမှာအတန်ပလံများနဲ့အဖေလှုပ်เสียရှိတာလှုပ်ကြရအောင်လေဟူသောသမီးအတန်ကိုကြားမှအဘလိုင်းပတ်ဝန်းကျင်ကိုသတိရလာသည်သမက်လုတ်သူဤဟောင်ဖွာဖွာနှင့်ပြောနေတန်ကိုကြားရ၏အရက်ထဲမှလူအနှဲငယ်နှင့်အဘလိုင်းတို့တဲလေးမသိမသာလှုပ်ရှားစပြုလာပြီအတုပအိမ်ကိုသို့သောအတုပအိမ်တိုင်းတွင်ကြားရရှိသောသေသူကိုတန်းတငိုကြွေးတန်တို့ကကင်းမဲ့နေ၏အေးလေသူတို့အတွက်တော့အသုံးမကျတဲ့လူဘိုတယောက်ရော့သွားတာပေါ့အဘလိုင်းနဲ့မင်းသက်ရုပ်ကလေးတို့အဖို့မှာတော့ကြီးမားသည့်ဆုံးရှုံးမှုကြီးတရက်ပင်သူနာကိုရောက်လာသောသမက်နှင့်လူကြီးများကိုအဘလိုင်းအားကိုးစွာကြည့်လိုက်၏ဒီမှာကျုပ်တခုပြောပြရစေမဲရွှေမြင့်ရဲ့အတူပါချဖို့အတွက်စိုင်းကားပေးကြပါဗျာကျုပ်တို့အညာလိုလေသူမတင်ကတဖွားဖွားမှားသွားရှာလို့ပါဗျနော်အဲ့ဒါလေဟာဖိုးကြီးဘာတွေလျှောက်ပြောနေတာလဲဘာအညာလိုလဲဘာဆိုင်လဲဒီမှာကကားတော်မတိုက်နိုင်လို့ဒီတိုင်းထန့်ချရမှာဟင်းကြံတော့နဲ့နေတာပဲကန်ကောင်းနဲ့မှတ်ပါတမက်လို့သူကခါခါသီးသီးညင့်နေသည့်ကြားမှာပင်အဘလိုင်းစုတ်တောင်းမန်းမြန်သည်မဟုတ်ပါဘူးကွယ်အဖေသူ့ဆန္ဒလေးဖြည့်စည်းခြင်းတို့ပါကွယ်ဖြစ်နိုင်အောင်ကြိုးစားတော်တော့ဗျာခမရရဲ့စက်တန်ကြီးကိုဒါရန်ကုန်ဗျထုံစံမရှိဘူးဘယ်လိုမှမဖြစ်နိုင်ဘူးဗျာဘယ်လိုမှလည်းမလုပ်နိုင်ဘူးဗျာကဲရှင်းလားတမဲလူသူကစကားဆုံးနေတော့အဘတစ်ယောက်ခေါင်းငတ်ဆိုင်နဲ့ဘာမှပြန်မပြောနိုင်တော့ပါကဲသွားကြရအောင်ထမ်းမဲ့သူတွေလာကြဟိလူကြီးတစ်ယောက်ဤစောဩတန်နဲ့အတူအတူပါရှုပေးတဲ့အနှဲငယ်နဲ့ဘွားရွှေမြင့်ဤအတူပါထမ်းစင်သည်ထွက်ခွာရန်အသင့်ဖြစ်နေပြီနေဦးဦးမြလိုက်မမြင်ဘူးဘယ်ရောက်နေလဲဟာအရေးတဲ့အဖေကောင်လည်းဘယ်ရောက်သွားပါလဲသမင်းဖြစ်သူကစူးစောင်းနဲ့ဟိုကြည့်ဒီကြည့်ကြည့်သည်ဒီအဖိုးကြီးကိုသိပြဿနာရှာတာပဲကွာကဲသွားကြဗျာအချိန်မရှိဘူးဟုသမက်ကပြောလိုက်သဖြင့်ဘွားရွှေမြင့်အတူပါထန်းစင်သည်ဖြင်းညင်းစွာထွက်ခါစပြုလေသည်
လူအနေငယ်ကနောက်မှလိုက်လျက်ငိုတန်ရှိတ်တန်ကင်းမဲ့စွာဖြင့်မဟာရန်ကုန်ဤအချောက်သွေးဆုံးအတုပအခမ်းအနားပင်သည်ဒီအခိုက်မှာပင်နေကြပါဦးကျုပ်ကိုစောင့်ကြပါဦးအမောတကောအော်ပြောလိုက်သောအတန်ကြောင့်လူအလုံးလှည့်ကြည့်လိုက်ကြသည်လင်းဝင်းတစ်ချက်ပူချီထားသောဗျိုင်းတောင်ကိုလွယ်လျက်တစ်ဖက်ကဒုတ်တို့လေးကိုကိုင်းကားအတုပထန်းစင်နောက်သို့အပြေးလိုက်လာနေသောအဘထွေထွေရွှဲ့နေသောအဘသည်သူ့ကိုအန်အော်တကြီးဝိုင်းကြည့်နေကြသောသူ့သမက်နှင့်သမီးအပဝင်လူအားလုံးကိုဂေးမဆိုင်ပါသူကဘာရွှေမြင့်ဤအတုပထန်းစင်နောက်တွင်ကတ်ခါရက်လိုက်သည်ထို့နောက်တွင်ကလွမ်းစွတ်ကြေကွဲပွဲကောင်းလာသောအညာဒေသဤအတုပရှုသချင်းသံသည်ရင်နှင့်ဘွယ်ရာပြန့်လွင့်လာတော့သည်ရွှေတုတ်တန်မြေကိုလေမောင်မဲတူမြန်းရတော့မယ်တန်ဃာတော်များရဲ့ကကြည်ညိုတရားပွားပါလို့တရားတော်နာစို့လေအဘလိုင်ဤလှိုက်လဲကြေကွဲပွဲဆွဲငင်းဆိုလိုက်သောတချင်းတဲ့နဲ့အတူဗျိုင်းတော်နှင့်လင်းကွင်းတို့ကိုအချက်ချတိခတ်တန်းကလေးများကမှန်ထွက်ပေါ်နေပေသည်မရွှေမြည်ညီရဲ့နောက်ဆုံးဆန္ဒကိုကျုပ်တက်နိုင်သမျှဖြည့်ဆွဲနေပြီလေညီကျင်နဲ့နိုင်ပါစေကိုဟဲ့ဗျိုင်းတော်ကိုတိခတ်ရင်အဘကတီးတူးရေရွတ်နေသည်အဖိုးအိုဤမျက်ရည်များအဆက်မပြတ်တိခတ်နေသောဒုတ်တူလေးပေါ်တို့ဘိုးပေါက်ကြနေကြလေသည်လူအများ၏အံ့အားတသင့်အကြည့်များသမီးနှင့်သမက်၏ဒေါသအကြည့်များဟဲအဖိုးကြီးယူသွားပြီထင်မှရဲ့ဟုတနာစရာဟုသောတီးရိုးတန်များအားလုံးကိုအဘမမြင်ပါမကြားပါဒုတ်တူလေးကဗျိုင်းတော်ပေါ်တွင်တဆက်ခုံကားလှုပ်ရှားစေရုပ်သေးမင်းသားကြီးဦးစပယ်လိုင်ဤလိုက်လဲစွာတီဆူတန်ကကြေကွဲပွဲထွက်ပေါ်နေမြဲတန်ဃာတော်များရဲ့ကကြီးညိုသလားပွားပါလို့တရားတော်နာစုလေ1985ခုဇန်နဝါရီလတပင်မဂဇင်းမှာစိုင်းဆရာမကြီးနုရင်အင်းဝရေးသားခဲ့တဲ့ဘဝတရုပ်ဖော်ဝတ္ထုတို့ကောင်းတပုတ်ဖြစ်တဲ့ရိုးပြမြေဝဲမိစီတော့ကတော့အီမာတင်မဲ့နေကုန်းကံပတ်အဆုံးသတ်ပါပြီချစ်ဖော်တို့ရဲ့ရင်ထဲမှာပြောစရာစကားလုံးလေးများရှိရင်ကွန်မန့်မှာရေးပေးကြပါချစ်ဖော်တို့နောက်ထပ်နားထောင်ခြင်းနဲ့ယတဝတ္ထုတို့ကောင်းလေးများရှိရင်လည်းပဲကွန်မန့်မှာရေးပေးကြဖို့ပြောကြရင်းနဲ့ပဲယတစာပေဏိဒံ1စာစဉ်1ကိုအီမာတင်မဲ့နေကုန်းကံပတ်အဆုံးသတ်ပါပြီအားလုံးကိုစိတ်နှပြကျမ်းမှာရှင်လန်းကြပါစေ